ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တော်ရရအိမ်လေးတစ်လုံးရှိမှမီကီတယောက်တချင်းနားထောင်ရင်စလိတ်လေးအေးအေးဆေးဆေးတောက်နေရပေါ့။သူ့ရဲ့ Discman ကရုတ်တရက်ဆက်ရက်သွားတော့လေမီကီကဘာမှမလောပဲထိုင်ချလိုက်ပြီးတချင်းဆက်နားထောင်နိုင်ဖို့ဘက်ထရီအစ်စ်လဲလိုက်တယ်။ပြီးတော့အိမ်ထဲမှာဘာရှိမလဲဆိုပြီးသွားကြည့်မယ်လို့တော့မှသူ့တငယ်ချင်းဘန်ကပြီးတော့လို့អော်ပြီးအိမ်ထဲကနေဝုန်းတိုင်းကျဲပြေးထွက်လာပါလေရော။အိမ်ထဲကနေဇွန်ဘီတွေနဲ့ဟိန်းတန်တွေကြားနေရပြီးဘန်ကလည်းတနက်နဲ့အချက်အလက်ပစ်ခတ်ရင်နှစ်ယောက်သားထွက်ပြေးခဲ့ကြရတယ်။တကယ်တော့ဇွန်ဘီတွေတောင်းကျမ်းတဲ့ကဘာပြက်ကက်ကြီးဖြစ်ပွားခဲ့တာလအနှဲငယ်တော့ရှိနေပါပြီ။ဘန်နဲ့မီကီတို့ကတော့ဘယ်ကိုသွားမယ်ဆိုတဲ့ရီမန်းချက်မရှိဘဲဟိုဟိုတီတီရှောက်သွားနေကြတာပေါ့။သူတို့နှစ်ယောက်စလုံးကအရင်ကဘစ်ဘောကစားသမားတွေပါ။ဘန်ကတော့ဘစ်ဘောတုံးနဲ့ဇွန်ဘီတွေကိုရိုက်တက်ရတာဆရာကြီးပဲ။ဒါပေမဲ့မီကီကတော့အခုထိဒီလိုတက်ဖြတ်ရတာတွေကိုအသာမကျသေးဘူး။သူတို့ကတော့စားစရာတွေးမဲ့နေရရှာလိုက်ဘေးကင်းမဲ့ထင်းတဲ့နေရာမှာအနားယူလိုက်နဲ့ဘဝကိုအတိတ်ဖယ်ဖို့ကြိုးစားနေကြတာပေါ့။ဒီနေ့မှာတော့မီကီကထီချစ်ရင်ဒေါ်လာ1000ပေါက်သွားလို့အရန်ကိုစိတ်လှုပ်ချသွားတယ်။ဒါပေမဲ့ဘန်ကအခုချိန်မှာထီဆိုတာမရှိတော့ဘူးကွာလို့ပြောလိုက်တာနဲ့တင်မီကီရဲ့ပျော်ရွှင်မှုတွေပျက်စီးသွားတော့တာပဲ။ပြီးတော့ဘန်ကမီကီကိုဘေးဘောအတူတူကစားဖို့ခေါ်တယ်။မီကီကတိတ်ဆိတ်မပါပေမဲ့လည်းဘန်ကငါတို့ကဘေးဘောကစားသမားတွေလေးကွာဘေးဘောကိုချစ်ရမှာပေါ့ဆိုပြီးနားချပြီးခေါ်ကစားတာပေါ့။သူတို့ရဲ့ခီးစဉ်ကဆက်သွားရင်းနဲ့တောထဲမှာနောက်ထပ်အိမ်လေးတစ်လုံးတွေ့ပြန်နေဘန်ကအိမ်ထဲကိုအရင်ဝင်စစ်ပြီးဘာမှမရှိမှအေးအေးဆေးဆေးနားကြတာအိမ်ထဲမှာအသုံးဝင်တာဘာမှမရှိတော့ဘန်ကညစာအတွက်ငါးသွားမျှမယ်လို့ဆုံးဖြတ်လိုက်တယ်။မီကီကတော့ဘာကုန်းမှစိတ်မဝင်စားတဲ့လေတံနဲ့အိတ်ထဲမှာပါတဲ့ငါးတက်တာဘူးတွေထုတ်ပြနေရပေါ့။အဲ့ဒါနဲ့ဘန်ကသူ့ကိုမီးမွေးထားဖို့ပြောခဲ့ပေမဲ့မီကီကတော့နှစ်ချက်တက်ပြီးထွက်သွားပြန်ရော။နောက်တော့မီကီကဘန်တက်ထားတဲ့ဇွန်မီအလောင်းတွေကိုတွေ့ပြီးလန့်သွားတယ်။တောထဲမှာဇွန်မီမရှိဘူးလို့မင်းပြောတယ်မလားဆိုပြီးဘန်ကိုပြဿနာရှာတာပေါ့။ဘန်ကလည်းမရှိတာမဟုတ်ဘူးနဲတယ်လို့ပြောတာ။အခုထိလည်းနဲနေရပဲလေဆိုပြီးပြန်ချေပလိုက်တယ်။မိုင်းအနေငယ်ထပ်သွားပြီးရဲ့နောက်မှာသူတို့စွန့်ပစ်ထားတဲ့ကားတစ်စီးတွေ့တယ်။ဘန်ကကားတကာဖွင့်လိုက်တာနဲ့ဇွန်ဘီတကောင်ထွက်လာလို့သူ့ကောင်းကိုချက်ချင်းပစ်တက်လိုက်ရတယ်။ကားထဲမှာအနံ့ကအရန်နှံပေမဲ့ကန်ကောင်းနာကကားဆက်နှိုးလို့ရနေရပဲ။အဲ့ဒါနဲ့သူတို့လည်းကားမောင်းပြီးခီးဆက်ကြတာပေါ့။အခုတော့သူတို့လမ်းမပေါ်မှာအေးအေးဆေးဆေးခီးသွားရင်ရှုခင်းတွေကိုကြည့်ခွင့်ရပြီလေ။ရေဒီယိုကအလုံးမလုံးပေးမဲ့ပေါ့။လေးလေကင်းတစ်ခုမှာတော့မီကီကသူ့အရင်ကတွဲခဲ့တဲ့ကောင်မလေးကိုသတိရလာပြီးသူမရဲ့အိမ်ကိုသွားဖို့ဘန်ကိုနားချတယ်။ဘန်ကဇွန်မီတွေရှိမရှိစစ်ဆေးပေးနေုံမှာမီကီကတော့သူ့ရည်သားဟောင်းနားထောင်ခဲ့တဲ့တချင်းတွေနားထောင်ရင်သူမရဲ့အတွင်းကန်ပေါင်းမီကိုအနံ့ခံနေရနောက်ဆုံးတော့အဲ့ဒီအတွင်းကန်နဲ့ရေမွေးကိုပါသူယူခဲ့လိုက်တယ်။ကိုတောင်ထဲမှာတော့ဘန်ကအသုံးဝင်တဲ့ကိရိယာတွေနဲ့ဝါကီတော်ကီနှလုံးရှာတွေ့ခဲ့တယ်။မီကီကလည်းသပွတ်တန်တွေတွေ့လို့သူတို့နှစ်ယောက်ကြာမြင့်စွာကလေးကမတိုက်ဖြစ်တဲ့သွားတွေကိုပြန်တိုက်ခွင့်ရခဲ့ကြတာပေါ့။ပြီးတော့ဘန်ကကားရဲ့နောက်ခန်းကိုအိတ်စရာနေရာပြောင်းပြင်ဆင်လိုက်တယ်။မီကီကဒီအိမ်မှာပဲဆက်နေခြင်းပေမဲ့ဘန်ကလက်မခံဘူး။အဲ့ဒီမှာစကားများကြတော့တာပဲ။ဘန်ကမီကီကိုသတိပေးရတယ်။ငါတို့အိမ်ထဲမှာ3လပိတ်မိတုန်းကစားစရာပြက်လို့ခွေးစာတွေတောင်စားရတာနောက်ဆုံးခွေးကိုပါတက်စားခဲ့ရတာမိနေပြီလားတဲ့မီကီရဲ့မိသားစုတွေတောင်အိမ်ထဲမှာပိတ်မိနေလို့ကဘာပြက်စားကလေးကတေကုန်ကြတာလေမီကီကဆက်နေမယ်လို့စွလုံနေရောဘန်အတော်သားတကြီးနဲ့အော်ဟစ်တော်တာပဲသူတို့ရဲ့ခီးစဉ်ကဆက်သွားနေအောင်မီကီကတော့လက်တွေပွားကနေလွတ်မြောက်ဖို့နှစ်ချက်ကြီးတက်ပြီးအချိန်ကုန်နေရနွားအုပ်ကြီးရှိရဲ့ကွင်းမြင်တစ်ခုတွေ့တော့ဘန်ကဆင်းပြီးပုတ်တက်ပေးတယ်နွားလေးတွေကလိမ္မာကြတော့ဘန်နောက်ပြုံးနိုင်သွားတာပေါ့ခဏကြာမှတော့ဘန်ကမီကီကိုဘေဘောကစားဖို့မေးပေမဲ့မီကီကတချင်းတန်ကြောင်မကြဘူးအဲ့ဒါနဲ့ဘန်ကဇွန်မီယာဆောင်ပြီးမီကီကိုနောက်ကနေလန့်အောင်လုပ်လိုက်တယ်မီကီကတကယ်လန့်သွားပြီးဘန်ကလည်းမင်းဒီနေ့ချက်တက်နေဒီနေ့ဇွန်ဘီကြိုက်လို့တေးလိုက်မယ်လို့သတိပေးလိုက်တယ်အဲ့နောက်မှာမီကီကဝါကီတော်ကီဘက်ထရီတွေလဲပြီးအကွာဝေးစမ်းသပ်ဖို့ဘန်ကိုတလုံးပေးလိုက်တယ်စက်တွေကအလောလုံးနေရောသူတို့နှစ်ယောက်နောက်ပြောင်နေကြရင်မတော်တဆတခြားအသက်ရှင်ကျန်ရစ်သူတွေရဲ့လိုင်းကိုဖမ်းမိသွားတယ်အန်ဒီဆိုတဲ့အမျိုးသမီးနဲ့ Brand ဆိုတဲ့လူတစ်ယောက်ကစခန်းတစ်ခုအကြောင်းဈေးဝယ်တာတွေရုပ်ရှင်ကြည့်တာတွေအကြောင်းပြောနေရမီကီကနည်းနည်းတုံဆိုင်နေပြီးမှသူတို့စီဆက်သွယ်ပြီးစခန်းမှာလာနေပြစီအလုပ်တွေလည်းဝိုင်းကူလုပ်ပေးပါမယ်လို့တောင်းပန်နေဒါပေမဲ့သူတို့ကိုစခန်းမှာလူပြည့်နေပြီဖြစ်ကြောင်းနဲ့သူတို့ကိုလာမရှာဖို့ပြောပြီးဖုန်းချသွားတယ်မီကီကထပ်ပြီးအကူကြီးတောင်းပေမဲ့ဘာမှထူမလာဘူးဘန်ကတော့ဒါကိုဘာမှမဖြစ်တယ်လို့နေပေမဲ့မီကီကတော့ပောက်ကွဲသွားပြီသူကငါဒီလိုနေရတကာရှောက်အိတ်နေရတာအမဲလိုက်စားနေရတာပြီးတော့မင်းရဲ့အနံ့ဆိုးကြီးကိုတီးခံနေရတာတွေငင်းငွေးလာပြီးဆိုပြီးရန်လို့တော့တာပဲဘန်ကတော့ရှယ်ပြီးသူတို့ကငါတို့မှအလွန်မရှိတာဂယူးဆိုင်မနေနဲ့တော့လို့ပဲပြောလိုက်တယ်နောက်ရက်တွေမှာမီကီကဝါကီတော်ကီကနေထက်ကတလဲလဲဆက်သွယ်ပေမဲ့သူတို့ကပြန်မဖြေတော့ဘူးဘန်ကမီကီတယောက်အန်နီးနာမည်ကိုခဏခဏခေါ်နေရကြတော့
မင်းကတော့အဖော်မဲ့လွန်းလို့အတန်ကြားတာနဲ့တည်းဆွဲလန်းနေပြီပေါ့ဆိုပြီးလှောင်တာပေါ့မင်းစိတ်ထဲမှာတော့သူကရုပ်ရှင်မင်းသမီးလိုလှနေမှာပေါ့တကယ်တော့အဖွားကြီးလည်းဖြစ်မှာလို့ဘန်ကပြောတယ်မီကီကလည်းကဘာပြက်နေတဲ့အချိန်မှာဝါလာတယ်လို့မင်းတယောက်ပဲရှိရဲ့လို့ဘန်ကပြန်ဆဲတာပေါ့ဘန်ကလည်းမင်းတည့်ရဲ့လူဆိုလို့ငါတယောက်ပဲရှိရလေလို့အေးအေးဆေးဆေးပြန်ပြောလိုက်တယ်နောက်တော့သူတို့မော်ဒယ်တစ်ခုမှရက်ကြတယ်ဘန်ကကားထဲမှာစောင့်နေပေမဲ့မီကီကတော့လူများရှိမလားဆိုပြီးအခန်းတွေကိုလိုက်စစ်ချင်တယ်လို့ဆိုလို့တယ်ဘန်ထင်းတဲ့အတိုင်းပဲအခန်းတစ်ခုကဇွန်ဘီတွေနဲ့ပြည့်နေရကြောင်းဘန်ကပဲစင့်တိုက်ပေးရတယ်မီကီကတော့ထုံးစံတိုင်းပုံနေရပေါ့မီကီကဇွန်ဘီတွေ့တိုင်းလိုက်တက်မနေနဲ့ငါတို့သွားလို့ရှာတာပဲဆိုပြီးအပြစ်ပြန်တင်သေးရဲ့အဲ့မှာဘန်ဒေါသထွက်ပြီးမင်းမိသားစုတက်ခဲ့တဲ့ဇွန်ဘီတွေကိုမင်းကိုယ်တိုင်တိုက်ကြည့်စမ်းလို့စိန်ခေါ်လိုက်တယ်မီကီကတော့ကြောက်နေရနဲ့ဘာမှမလုပ်နိုင်ပဲဘန်ကပဲအကုန်ရှင်းလိုက်ရတယ်တော်ရဲမှာဘန်ကရေတကွန်တစ်ခုတွေးတော့ရေချိုးရတော့မယ်ဆိုပြီးအယမ်းပြောသွားတယ်မီကီကတော့ကားထဲမှာအိပ်ပျော်နေအောင်ပရင်းပေါက်မှာဇွန်ဘီတကောင်ပေါ်လာလို့လှန်လို့သွားတယ်အစားတော့သူကြောက်လန့်ပြီးဝေါ်ကီတော်ကီနဲ့ဘန်ကိုအော်ခေါ်ပြီးမိတ်အဲ့ဒီဇွန်ဘီမာလီကအယမ်းလှနေရကိုသူသတိထားမိသွားတယ်အဲ့ဒီဇွန်ဘီမာလီကပရင်းပေါက်မှာသူ့ရင်သားတွေကိုကတ်ထားတာကြည့်ပြီးမီကီတယောက်ကားထဲမှာတင်ကာမစိတ်ဖြေဖျောက်ဖို့ကြိုးစားတော့တာပဲမီကီအထွတ်ထိပ်ရောက်ခါနေမှာပဲတနက်တန်တစ်ချက်ကြားလိုက်ရပြီးဇွန်ဘီမာလီရဲ့အုံနောက်တွေလွင့်စင်သွားတယ်ပြန်ရောက်လာတာပါဘန်ကမီကီလုံနေအောင်မြင်သွားတော့တဟားဟားနဲ့ရဲပြီးမီကီကိုအေးအေးဆေးဆေးပြီးအောင်လုပ်ဖို့အပြင်ပြန်ထွက်ပြီးသွားတယ်ခီးစင်နဲ့တော်ရဲကအင်းတွေကိုတွေ့ပြီးမိတ်အကုန်လုံးကအလွတ်တွေကြီးပဲကားကလည်းစီကုံသွားလို့သူတို့စွန့်ပစ်ခဲ့ရတယ်တနေ့မှာတော့အိတ်ခမ်းကငေါ့ပါတဲ့အစာအုပ်တစ်ခုကိုတွေ့တော့မီကီကဒီညတော့အိယာကငေါ့မှာငါအိတ်မယ်ဘသူစကားမှနားမထောင်ဘူးဆိုပြီးစွတ်ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့သူ့ရဲ့နှစ်ချက်ပြောက်နေရကိုသတိထားမိသွားတယ်မီကီအပြင်ထွက်ချတော့ဘန်ကတချင်နားထောင်ရင်မြားရီလုံနေရကိုတွေ့တယ်မီကီကသူ့ရဲ့ disman ကိုပြန်တောင်းပြီးမဲ့ဘန်ကမပေးဘူးမင်းကဒီလိုလွတ်လန်းမရှိရဲ့အခန်းထဲမှာအိတ်ချင်နေဆိုရင်သတိကပ်နေမှာဖြစ်မယ်တချင်နားထောင်ပြီးအာယုံပြန့်လွင့်နေလို့မရဘူးလို့ဘန်ကပြောလိုက်တယ်ဘန်ကမီကီအတွက်အမြဲတမ်းတိုက်ခိုက်ပြီးနေရတာကိုညှင်းငွေနေပြီးမီကီကိုကိုချီတာကိုပေါ်ရက်တီစေချင်နေရမီကီကတော့ကလေးလိုစိတ်ကောက်ပြီးဘန်လှုပ်ထားတဲ့မြားရီကိုမြေကြီးပေါ်ပစ်ချခဲ့တယ်ညစာဆိုင်နဲ့ဘန်ကကားထဲမှာဇွန်ဘီမာလီနဲ့မီကီဖြစ်ခဲ့တာကိုစနောက်တော့မီကီကစိတ်ဆိုးပြီးအိတ်ခမ်းထဲဝင်သွားတယ်သူဝကီတော်ကီကိုထားဆန်းကြည့်တော့အန်နီကပြန်ပြေးလိုက်အန်နီကမင်းနဲ့စကားပြောနေရတီငါပြဿနာတက်လိုက်မယ်မင်းထင်တယ်လို့စခန်းကမကောင်းဘူးလို့ပြောပြီးမိမီကီကတော့တစ်ပင်ပေါ်မှာအိတ်နေရထက်ဆိုင်တော့ကောင်းမှာပါလို့ပြန်ပြောတယ်ပြီးတော့မီကီကသူနဲ့ဘန်ကအရင်ကတိတ်ခင်တာမဟုတ်ပဲအသေးဖော်ရင်မို့တာအတူရှိနေရလို့ပြောပြတယ်အန်နီကမီကီကိုညှင်းညူလွန်းတယ်လို့ပြောပြီးဖုန်းချသွားတယ်ဘန်ကတော့အိတ်ခမ်းထဲမှာအရက်တောင်ရင်တချင်းတွေနဲ့ကနေရပေါ့ရုတ်တရက်ထူးဆန်းတဲ့အတန်တွေကြားလို့သွားစစ်ဆေးပြီးရဲ့နောက်မီကီကိုသွားကြည့်တော့မီကီကဘာမှမသိပဲအိပ်ပျော်နေအောင်မိမီကီရဲ့ပေါ်စာမှုကိုဘန်ကစိတ်ကုံသွားပြီးပညာပေးဖို့ဆုံးဖြတ်လိုက်တယ်။သူကမီကီရဲ့ကရင်ဘေးမှာဘေးဘောတုတ်ချပေးထားခဲ့ပြီးတောထဲမှာသူအရင်ကဖမ်းထားတဲ့ဇွန်ဘီတကောင်ကိုမီကီရဲ့အခန်းထဲဆွဲသွင်းလိုက်တယ်။ပြီးတော့တကားကိုအပြင်ကပိတ်ပြီးမီကီကိုနှိုးလိုက်တာပေါ့။မီကီကကြောက်လန့်တကြားအော်ဟစ်အကူကြီးတောင်းပြီးမိဘန်ကမင်းကိုကာကွယ်တတ်အောင်တင်ရမယ်လို့ပြောပြီးတကားမဖွင့်ပေးဘူး။နောက်ဆုံးတော့မီကီလည်းအသေးအတန်တိုက်ခိုက်ပြီးမှဇွန်ဘီကိုပေးပေါ်ထုံနဲ့တက်လိုက်တယ်။ဘန်ကတကားဖွင့်ပေးပြီးသူ့တငယ်ချင်းအတွက်ဂုဏ်ယူနေပေမဲ့မီကီကတော့ဒေါသတကြီးနဲ့ဘန်ကိုထိုးကျိတ်ပြီးထွက်သွားတော့တာပဲ။တော်ရဲမှာမီကီစိတ်သက်ကြနေရကိုဘန်ကသွားရှာတွေ့ပြီးပြန်ခေါ်လာခဲ့တယ်။သူတို့ရေချိုးတန့်စင်ပြီးရဲ့နောက်ဘန်ကမီကီကိုပြောအောင်ပြီးပေါ်ကစားခိုင်းတယ်။အတန်မျိုးစုံလုပ်ပြီးစားနောက်တယ်။အန်နီဆိုတာရေဒီယိုတွေကအတန်လေးတင်ပါကွာလို့လည်းနှစ်သိမ့်ပေးတယ်။အဲဒီနောက်ပိုင်းမီကီလည်းအရင်တက်ပိုတတိရှိလာပြီးအလုပ်တွေကိုဝိုင်းကူလုပ်တယ်ငါဖန်နဲ့တချင်လေးခဏနားမထောင်တော့ပဲဗန်နဲ့စကားပြောဖြစ်လာတယ်ပန်းတီးကြံတစ်ခုတွေ့ရောလဲဘိုင်းဝအောင်စားပြီးပီပေါ်ကစားကြသေးရပေါ့နောက်တော့သူတို့ကားနှစ်စီးတွေ့လို့တစည်းတဲ့ကားစီကိုကြံတစည်းတဲ့ပြောင်းထည့်ဖို့လုပ်ကြမီကီကကားအင်ဂျင်ပူနေရကိုသတိထားမိရောလူတွေဒီနောက်မှရှိနေနိုင်တယ်ဆိုတာသိသွားတယ်ဘန်ကဟေးလို့အော်ခေါ်ပြီးမိဘသူမှပြန်မထူးတာနဲ့စီကိုဆက်ယူဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီချိန်မှာပဲဂျယ်ရီဆိုတဲ့လူကမီကီကိုဓာတ်နဲ့တစားကန်လုပ်ပြီးကားတော်တောင်းနေသူကအရီဇိုနာကိုသွားကျင်တာတဲ့ဘန်ကတနက်ထုတ်ပြီးငါမှတော့မရှိဘူးပြီးတော့မီကီကိုဘာမှမလုပ်ရဲပါဘူးလို့ပြောလိုက်တယ်ဘန်ကအရီဇိုနာမှာလည်းဘာမှမရှိဘူးမင်းဒီလိုလုပ်နေဖို့အကြောင်းမရှိဘူးလို့ပြောတော့ဂျယ်ရီကပောက်ကွဲပြီးလူတစုကသူ့ကိုတဆောင်တော့အလုပ်ခိုင်းပြီးမှတနက်နဲ့စားစရာတွေမပေးဘဲလိန်ခဲ့တဲ့အကြောင်းတွေပြောပြတယ်ဒါပေမဲ့အဲ့ဒီလူတွေကဘာတူလဲဆိုတာကိုတော့သူမသိဘူးဂျယ်ရီကမီကီကိုထပ်ပြီးချင်းချောင်းလာတော့ဘန်ကတနက်ကိုချလိုက်ပြီးတော့ကားထဲမှာရှိရဲလို့ပြောလိုက်တယ်။ဂျယ်ရီလည်းမီကီကိုလွတ်ပြီးကားထဲဝင်သွားတော့မှဘန်ကတော့က
သူ့အိတ်ကက်ထဲမှာပဲရှိရလို့ပြောလိုက်တယ်။ဂျယ်ရီလည်းဒေါသထွက်ပြီးဆဲဆိုကာထွက်ပြေးရောဘန်ကနောက်ကလိုက်ပြီးပြစ်တက်လိုက်တယ်။မီကီကဘန်ကိုမင်းကတာမန်လူတစ်ယောက်ကိုတတ်လိုက်တာလားဆိုပြီးရန်တွေရောဘန်ကလည်းငါကိုကာကွယ်တာပဲဆိုပြီးပြန်ငင်းကြတာပေါ့။အဲဒီချိန်မှာပဲနောက်ထပ်ကားတစ်စီးရောက်လာပြီးဘန်ကတနက်ပြန်ထုတ်လိုက်ပြီးမိတ်အမျိုးသမီးအတန်တစ်ခုကငါကောက်လာယူတာပါဘာမှမလုပ်ကြပါနဲ့လို့ပြောလိုက်။အဲ့ဒီအမျိုးသမီးနဲ့သူ့လူတွေကဂျယ်ရီအကြောင်းမေးမြန်းကြ၏ဘန်ကဖြစ်ကြောင်းကုန်စင်ပြောပြတော့အမျိုးသမီးကဂျယ်ရီကတခိုးပဲမင်းတို့လောက်တာမှန်တယ်လို့ပြောတယ်။သူတို့ထွက်သွားခါနီးမှာမီကီကအဲ့ဒီအတန်မှတ်မိသွားပြီးဒါဟာအန်နီဆိုတာသူတည်သွားတယ်။မီကီကအန်နီနာမည်ကိုခေါ်လိုက်တော့အန်နီကဘန်ရဲ့ခြေထောက်ကိုတနက်နဲ့ပြစ်လိုက်ပြီးမီကီကိုမင်းကိစ္စမင်းမနေပဲဘာလို့လိုက်ရှာနေရလဲဆိုပြီးစူပူတော့တာပဲ။အန်နီကဘန်ရဲ့ကားတော့ယူပြီးသူတို့နောက်မလိုက်နိုင်အောင်ကွင်းမြေထဲလွတ်ပစ်ခဲ့တယ်။နောက်တစ်ခါထပ်တွေ့ရင်တော့မင်းတို့နှစ်ယောက်လုံးကိုငါတတ်မယ်လို့ချင်းချောက်ပြီးထွက်သွားကြ၏။သူတို့ထွက်သွားပြီးနောက်မီကီတယောက်ကားတော့ကိုလိုက်ရှာပြီးမဲ့ရှာမတွေ့ဘူး။ဘန်လည်းခြေထောက်တရားနဲ့ဆိုတော့မကူညီနိုင်ဘူး။ညရောက်တော့သူတို့ကားထဲမှာပဲနားနေအောင်ထူးဆန်းတဲ့အတန်တွေကြောင့်နိုးလာကြ၏။မီးဖွင့်ကြည့်လိုက်တော့ဇွန်ဘီအုပ်ကြီးကသူတို့ကားကိုဝိုင်းထားတာကိုတွေ့လိုက်ရ၏။မီကီကကားရထွက်ပြေးချင်ပေမဲ့ဘန်ကလမ်းမလျှောက်နိုင်တာကြောင့်မီကီလည်းကားထဲပြန်ဝင်ခဲ့ရ၏။မနေ့ရောက်တော့ဇွန်ဘီတွေကကားကိုပတ်လဲဝိုင်းထားတော့မယ်။မီကီကတော့စိတ်ညစ်ညစ်နဲ့တချင်းနားထောင်ရင်ဖြေဖြောက်ဖို့ကြိုးစားပေမဲ့ဇွန်ဘီရဲ့အတန်မဖုံးနိုင်ဘူး။ဘန်ကကားအမိုးပေါ်ကနေတနက်နဲ့ပစ်ပေမဲ့ဇွန်ဘီတွေကအရန်များလုံးတော့ဘာမှမထူဘူး။မီကီကကားကိုကျိုးဆက်ပြီးနှိုးဖို့ပြောပေမဲ့ဘန်ကဒါကရုပ်ရှင်တဲ့ကလို့မလွယ်ဘူးကွာလို့ပြန်ပြောတယ်။သူတို့ညောက်ထပ်ပြီးစကားများကြပြန်ရောဘန်ကအန်နီသူ့ကိုပြစ်အောင်မီကီကစားလုပ်ခဲ့တာဆိုပြီးအပြစ်တင်တာပေါ့။ရက်အတော်ကြာသွားပေမဲ့ဇွန်ဘီတွေကမထွက်သွားဘူး။ဇွန်ဘီရဲ့ဟိန်းတန်တွေကသူတို့နှစ်ယောက်ကိုယူမတက်ဖြစ်စေရဲ့။ပရင်းပေါက်တွေကိုလည်းဇွန်ဘီရဲ့မျက်နှာစိုးတွေကိုမမြင်ရအောင်အဝတ်တွေနဲ့ကာထားရတယ်။ရေပြက်သွားတော့ငါးတတာဘူးရဲ့အရေတွေကိုတောင်စုပြီးတောက်ရတယ်။မျောလင်းချက်မရှိတော့တဲ့အစုံသူတို့အရက်တောက်ပြီးကစားနေတွေကစားနေကြတာပေါ့။နောက်ဆုံးတော့ဒီပြဿနာကိုမီကီစားခဲ့တာမို့မီကီကပဲအပြင်ထွက်ပြီးကားတော့ရှာဖို့ဆုံးဖြတ်လိုက်ကြ၏။မီကီကတတိမွေးပြီးကားမို့ပေါ်ကနေဆင်းသွားကကွင်းပြင်ထဲမှာတော်လိုက်ရှာ၏။ဘန်ကတော့ကားထဲမှာဆလိတ်တောင်းရင်စိုးရင်တကြီးစောင့်နေရတာပေါ့။ခဏနေရောမီကီကသူ့နာမည်အော်ခေါ်တန်ကြားလိုက်ရလို့ဘန်လေးအမြန်ပဲအမိုးပေါက်ကိုဖွင့်ပေးလိုက်တယ်။ဒါပေမဲ့ကန်ဆိုရာကမီကီကဇွန်ဘီအကိုက်ခံလိုက်ရပြီးတဲ့နှစ်ယောက်လုံးစိတ်ဓာတ်တွေပြိုလဲသွားကြ၏မီကီကကြောက်တယ်လို့ပြောပြီးဘာလို့ရမလဲလို့မေးနေရုံမှာပဲဘန်ကတနက်ထုတ်ပြီးမီကီကိုကားပေါ်ကဆင်းဖို့ပြောတယ်မီကီကအသက်ရှင်ကျင်သေးလို့မစင်းမဲနေနေရောဘန်ကမီကီကိုပြစ်တက်လိုက်ပြီးဝမ်းနဲ့ပူဆွေးစွာနဲ့အော်ဟစ်တော်တာပဲအဲနောက်မှာဘန်ကအန်နီစီကိုမီကီတည်ဆုံးမှုအတွက်အပြစ်တင်မဲ့ message တစ်ခုပို့လိုက်ပြီးသူမကိုတွေ့တက်ပစ်မယ်လို့ကတိပေးလိုက်တယ်ဘန်ကကားထဲမှာတင်ရက်အတော်ကြာကြာဆက်ပြီးရှင်သန်နေခဲ့တယ်အရင်ကအိမ်ထဲမှာ3လပိတ်မိခဲ့ပြီးအခုလဲကားထဲမှာထပ်ပိတ်မိနေရကိုသူတန်ဝီကားရနေရပေါ့နောက်ဆုံးမှာတော့သူဒီလိုနေရတာကိုညှင်းငွေလာပြီးအပြင်ထွက်ဖို့ဆုံးဖြတ်လိုက်တယ်ဘန်ကမီကီရဲ့နှစ်ချက်ကိုတက်ပြီးဇွန်ဘီအုပ်ကြီးနောက်ကလိုက်နေရဲ့ကြားကပဲလမ်းမကြီးအတိုင်းရှေ့ဆက်ရှောက်လန်းသွားပါရယ်ဒီဇလန်လေးကတော့ရှင်သန်ခြင်းနဲ့တငယ်ချင်းတန်ရောချင်းကြားကဝမ်းနည်းစရာကောင်းတဲ့ဇလန်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်အဆုံးထိကြည့်ပေးရဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်